ဒီလိုရှင်းပြပါလေကုကြည့်ဖို့တော်များမိသားစုတို့ကတော့ပရိယတိစာရင်တိုင်းနဲ့သံဃာတော်ရှင်တို့မြတ်တို့အာယုဇွမ်းဒီဇွမ်းတို့ဖြင့်ပြင်းဝေးစက္ကပ်သူတန်းနောက်ပြီးတော့တပိဋကပေါင်းတော်ကောင်းတို့ကလည်းပြင်းဝေးအခန့်သူတန်းကြတယ်အဲ့ဒီဆွမ်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုအဲ့လိုလည်းတော့ရှင်မြတ်ဒီအာယုဇွမ်းပြည့်စုံတဲ့သူတန်းရဲ့ဒီခုတည်းအနေနဲ့ဇွမ်းဖြင့်စက္ကပ်သူတန်းတော့ဒီလိုလုံးချတယ်အဲ့တော့ဒီလိုမလုံးချပြီးမလုံးပြန်ပြီးမှဦးဇင်းတို့ဓမ္မပေါင်းတော်ကောင်းတွေရဲ့စိတ်တန်ပေါ်မှာကုသိုလ်စိတ်ကြီးဖြစ်လို့အဓိကကြဘယ်လိုကုသိုလ်စိတ်ကြီးဖြစ်ရမလဲသူတန်းတဲ့နေရာမှာသူတန်းပုံကတော့ဒါနတွေအများကြီးရှိတယ်ဘယ်လိုအာရုံပြုပြီးတော့ဒီတဲ့တော့ချမျှဝေရမလဲဆိုလို့ရှိရင်ဝိသုဒ္ဓရကတော့ရှင်တဲ့ဒီအဓိကကြားပြီးတော့သူတန်းတယ်လို့ဘယ်လိုလူတန်းရမလဲလူတန်းပေါ်လူတန်းပြီးပါလေသူ့လိုလူတန်းတဲ့ချိန်ခါမှာပုဂ္ဂိုလ်ကိုဒီလူတန်းတာနဲ့သံဃာကိုလူတန်းတာမျိုးမစားပုဂ္ဂိုလ်ကိုလူတန်းတာကပုဂ္ဂတိကဒါနပုဂ္ဂိုလ်တစ်ပါးလည်းကိုဒီမှန်ဒီစုတက်ပြီးလူတန်းတာတန်ခိကဒါနကြတော့သံဃာတော်ရှင်သူမြတ်ဒီကြောင်းတိုင်းတော်ရှိသံဃာတော်ရှိဘယ်ပုဂ္ဂိုလ်မှဒီညုံအားလုံးသံဃာကိုယ်ကိုယ်ရယူပြီးတော့လူတန်းတဲ့လူဒါနသံခိကဒါနဒါပေမဲ့သံဃာကိုယ်ကြီးနှမ်းလူတန်းရမှာလေသံဃာတော်ရှင်သူမြတ်ဒီဂုဏ်တွေရှိတယ်သုဘိကနာကောင်းစွာခြင်းချင်းစားတဲ့ဂုဏ်တွေသုဘိကနာဆမတော်ခြင်းတဲ့ဂုဏ်တော်တွေအဲ့ဒီဂုဏ်တော်တွေကိုအာယုပြုပြီးတော့လူတန်းရဒီသံဃာတော်ရှင်မြတ်ဒီရဲ့စိတ်တန်မှာမိရဲ့ညွတ်ပြီးလူတန်းရမင်္ဂလိစိတ်ဒီပတာဒီထသံဃာတော်ရှင်မြတ်ဒီပေါ်မှာမိရဲ့စိတ်ကိုကြည်ညိုတဲ့တရားတရားထားပြီးတော့ကြည်ညိုတဲ့စိတ်ကမတန်မှခဲ့အဲ့တော့ကြည်ညိုတဲ့စိတ်ဒီသွားပါဖြစ်ပြီးတော့နေရမယ်မင်္ဂလိစိတ်ဒီပတာဒီထနောက်တော့သံဃောတော်ဟိတကာရကောတဲ့ဟောဒီသံဃာတော်ရှင်မြတ်ဒီရှိလို့ဒီသံဃာတော်ရှင်မြတ်ဒီဟာဘုရားကျိုးစည်းပွားတွေကိုရွတ်ဆောင်နေတဲ့ပုဂ္ဂိုလ်ဒီပါလားဆိုတော့အဲ့ဒီလိုလိုလေအာယုတက်ပြီးသံဃောတော်ဟိတကာရောသံဃောတော်ဟိတကာရောဘုရောစာဓမ္မောစာတာရုညာရဲ့ဒီသံဃာတော်ရှင်မြတ်ဒီကအမြတ်တော်ဘုရားရှင်ဟောကြားတဲ့တရားတွေကိုသင်္အံလေးကျဲပြီးတော့ဟောကြားလို့ဘုရားဟာတရားကုသိုလ်ဆိုတာသိရတယ်ကောင်းတယ်လုပ်ရမယ်ကျိုးရှိတယ်ဒီဟာအမှုမကောင်းဘူးမလုပ်ရဘူးဆိုဒီလိုအကြောင်းအကျိုးအကောင်းဆုံးကုသိုလ်အားကုသိုလ်ဖွင့်ရစေတဲ့သံဃာတော်ရှင်ရဲ့သင်္အံလေးကျဲပို့ချလို့လို့သိရပါလားအဲ့ဒီဂုဏ်ကြီးစုတရားနားလည်ပြီးတော့လူတန်းရလူတန်းတဲ့ပုဂ္ဂိုလ်တွေဘုရားလည်းကိုလူတန်းရအဲ့ဒီလိုလူတန်းတော့လူယူတရားတွေရနိုင်တယ်လူတရားတွေတော့အများကြီးဆိုဒီနေရာမှာဦးလေးတို့သိတာဖြေရှားတဲ့တတိကာရကအနေနဲ့ထုတ်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာဘုရားရှင်ဘုရားကြီးသာဝတိမြေတရားရှင်တော်တော်မှာရင်းလုံးတွေတော်မူတဲ့ခါကနာဂတဆိုတဲ့ရွာတွေရွာမှာပေါ့အဲ့ဒီရွာတွေမှာရှင်ជីဝရဏဆိုတဲ့ဦးဇင်းယဟန်တော်တစ်ပါးအဲ့ဒီယဟန်တော်ရဲ့တစ်ပါးမှာဥပါဒတာဆိုတဲ့ဒကာကြီးတစ်ယောက်ရှိတယ်အဲ့ဒီဒကာကြီးတစ်ယောက်မှာလည်းပဲသမီးတစ်ယောက်ရှိတယ်သူဘဒ္ဒဆိုတဲ့သမီးရဲ့မဘဒ္ဒဆိုတဲ့သမီးရဲ့သမီးတစ်ယောက်ရှိတယ်အဲ့ဒီသမီးတစ်ယောက်လုံးမှာတရားပဒနာဗုဒ္ဓသမဏတရားပဒနာဆိုတာဘုရားတရားသာငါယနာသုံးပါးကို
ကြည်ညိုတယ်ပဒနာဘုရားတရားကိုကြည်ညိုတယ်ဘုဒ္ဓတမ္ပန္နာအတိဉာဏ်ပညာနဲ့လည်းပြည့်စုံကြတဲ့သမီးလေးကအမတန်မှလင်းပါအဲ့လိုသမီးလေးရောက်ရှိတယ်ဒီနေ့တော့ခါမှာသူတို့ဖခင်ဟာသုတိမဏိကွယ်လွန်သွားတယ်အဲ့ဒီလိုကွယ်လွန်သွားတဲ့အခါမှာမပြည့်ရဲ့ဗတ္တနာဖရဲ့ကုသိုလ်ဝေကိုယူပြီးတော့မလုပ်တယ်လေဟောနေ့ဒီနေ့ကသူတို့အင်းချင်းနေ့ဒီနေ့များဖားခဲ့တဲ့ဝိရိယပညာစက်ကဒုညလေးရှိတဲ့ဒီဝတ္တတော်ကြီးအပစ္စည်းလေးပါဓာယိကမှာဖြစ်ဆရာကြီးပြင်လုံးတယ်ဖားခဲ့တဲ့ဝိရိယပညာဓာတွေကိုလည်းပဲဆောင်းလူလူတန်းလေးရှိအဲဒီဝတ္တတော်ကြီးမပြည့်တဲ့ဗတ္တဟာကုသိုလ်ဝေကိုအဖခင်မိခင်ဖခင်ကြီးရှိတဲ့ကုသိုလ်ဝေလောကုတ္တရာကိုယူပြီးတော့အဲ့ဒီနေ့ကျင့်လုံးတယ်ကုသိုလ်နဲ့မွေ့လျော်တယ်အဲ့လိုသူကကုသိုလ်နဲ့နေ့စဉ်များကျင့်လုံးနေနိုင်တယ်အဲ့ဒီညီမကိုလည်းပဲသူ့ဘက်တာကိုလည်းပဲကောင်းမှုကုသိုလ်ပြုလုပ်စီရန်တိုင်နှုံးမှပဲဆိုတော့အမှန်ကြီးတဲ့ဗတ္တဟာဩဝါဒပြီးရဘောကောင်းမှုကုသိုလ်ပြုလုပ်စီရန်ပေါ့ဒါနဘယ်လိုပြုရလဲသီလဘယ်လိုစောင့်တည်ရလဲဘာဝနာဘယ်လိုပွားရတယ်ဒီလိုစတဲ့ကုသိုလ်ကောင်းတဲ့ပတ်သက်ပြီးတော့မဘတ်တာသုံးသင်ဆုံးမဩဝါဒပြီးတဲ့အခါမှာညီမပြည့်တဲ့ဥပဒါကလည်းမဘတ်တဲ့စကားကိုတလုံးမနေနိုင်တာလိုက်နာပြီးတော့နောက်တစ်နေ့မှာအကြောင်းတဲ့ဒီရက်ကိုတွားပြီးတော့သံဃာတော်ရှိပါဆွမ်းဖို့ဒီကြွတော်ပါလို့ပြင်လျှောက်ခဲ့အဲ့လိုပြင်လျှောက်တဲ့အခါမှာသံဃာတော်ဒီတတ္တပိအကြောင်းတဲ့တိုင်းမှာတွားပြီးတော့ဘယ်ပုဂ္ဂိုလ်မှမရင်ညွှန်းဘူးသံဃာတော်ခုနပါဘုရုပါသူကိုယ်ဝေရှင်ရတ္တဘုရားပါဝင်သံဃာတော်ခုနပါတန်ဒုတိယသံဃာကညွန်ကြားတဲ့ရောင်းတဲ့တွေမှာသံဃာတော်တွေညာနေရှိတယ်သူကပြင်လာတာရှင်းပါတယ်အဲ့ဒီမှာသံဃာကြီးရဲ့ညွန်ကြားဘယ်ပုဂ္ဂိုလ်လိုက်ရမယ်သံဃာရှင်းပါပြီညွန်ကြားတဲ့တန်ဒုတိယသတ္တပိသံဃာတော်ခုနပါသူတို့ကိုယ်ဝင်တဲ့ရှင်ရတ္တတော်တွေနဲ့ပေါင်းလိုက်တော့ရှင်းပါအဲ့ဒီမှာနောက်တစ်နေ့မှာလည်းဆွမ်းဖုံးပြီးကြွတော်မူပါလို့သိလျှောက်ပြီးတော့သံဃာညွန်ကြားတဲ့ခုနပါအားလုံးရှင်းပါပေါ့ပြင်သွားအဲ့လိုပြင်တဲ့ကောင်နောက်တစ်နေ့မှာသံဃာတော်ရှင်မြတ်ဒီသူဘက်ကဆွမ်းတိုင်းကမှသူဘက်ကလည်းသွားပြီးတော့ဆွမ်းခဲ့လို့ဆိုရင်ရတာခါရီကိုဆက်ကသူလည်းတော့ဖုံးပြီးပြီးသွားတဲ့သူတို့ကိုယ်ဝင်နေတဲ့ရှင်ယေကဘုရောဂိကသူရဲ့သူဘက်ကဆွမ်းတိုင်းကမှသူဘက်ကကျိုးများပါပြီဆိုပြီးတော့ခုနကပြောခဲ့တဲ့သံဃိကဒါနရဲ့ပုဂ္ဂလိကဒါနခွဲခြားစိတ်ဉာဏ်တော့သွားမှုရဏဘုရားဟောတယ်ပုဂ္ဂလိကဒါန14ပါးရှိတယ်ဘုရားရှင်ကစပြီးအောင်ဆုံးဦးခြင်းလို့ဒီကမရှိတဲ့တိရိစ္ဆာန်လေးအဆုံးပြီးတာပုဂ္ဂိုလ်ယုံလည်းဒီကတော့ပြီးတယ်ပေါ့အဲ့ဒီပုဂ္ဂလိကဒါန14ပါးရှိတယ်နိုင်ငံဒါန9ပါးရှိတယ်နိုင်ငံဒါနဆိုတော့ဘုလိုကျိုးတရားတွေရတယ်အချင်းချင်းအမမေယဝရမီမရည်တဲ့နိုင်လိုက်ရှင်ယုတရားတွေရတယ်သံဃာဘုလိုအာယုပြီးတော့လူတန်းပါပေါ့ပုဂ္ဂိုလ်ညီမပြီးတော့လူတန်းပါလေတော့သံဃာနိုင်ရတာယုတရားကိုစွမ်းတော်ဘုရားတရားပြုနေအဲ့ဒီဟောကြားတယ်အဲ့ဒီရှိရဘုလိုဟောကြားပြီးရပဲတဲ့သူပတ္တကလည်းပဲသံဃာဘုလိုအာယုပြီးတော့သံဃိကဒါနမြောက်အဲ့ဒီလိုလူတန်းတယ်အဲ့လိုနေနေညပေါ်ပြီးညီမနှစ်ယောက်ပြီးတော့လူတန်းလာခဲ့ကြတယ်ဘောမပြည့်တဲ့ဗတ္တနာတော်နေနေများရှင်ရတ္တဘုရောလေးကိုနေနေများပဲဆွမ်းခဲ့တဲ့ဝိသုညရာဘုရားလေးစက်ကလောင်းလူလူတန်းလေးရှိညီမပြည့်တဲ့လူဗတ္တနာတော်လူတန်းတဲ့ခိုင်မှာလူတန်းတဲ့လူဘာပဲလူတန်းတန်ခါဘုံအာယုပြီးတော့လူတန်းလေးရှိတယ်တဲ့ဒီမှာနေရာဘုရားမှာသိတဲ့ရှင်းရှင်းတစ်လျှောက်အဲ့လိုလူဘဝကနေသူတို့ညီမနှစ်ယောက်မှာသုတိမဏိသူတို့လေးကွယ်လွန်သွားတယ်အဲ့ဒီလိုကွယ်လွန်တော့သူတို့ညီမနှစ်ယောက်ဟာနတ်ပြည်တော့ရောက်တယ်ဒါပေမဲ့အကျိုးပေးခြင်းကြတော့ကွာခြားသွားတယ်ဘယ်လိုကွာခြားတော့လဲဆိုလို့ရှိရင်ဦးဇင်းတို့မပြည့်တဲ့ဗတ္တနာပုဂ္ဂလိကဒါနကိုမပြုဘဲသံဃိကဒါနပုဂ္ဂလိကဒါနကိုသံဃိကဒါန
ဒီဘေဘုဂိကဒါနကပြုကြည့်ရတဲ့ကြောင့်ကာဝတိကနတ်ဒီမှာနတ်သမီးသွားဖြစ်ကြားမင်းရဲ့အချွေရန်နတ်သမီးအဲ့တော့ဒါဝိနနတ်ဒီမှာသွားရောက်ပြီးတော့ဖြစ်ရတယ်ဟောပုဂ္ဂလိကဒါနဖြစ်တဲ့ပြုလုပ်သူတဲ့နဲ့မှတ်ပါတယ်ညီမဖြစ်တဲ့သုဘကတော့ဘယ်ရောက်တယ်ဆိုလို့ရှိရင်သူတာဝတိကယာမတုတိနတ်ဘုံဘုံနဲ့နေမနာရတိဘုံဖြစ်သွားရောက်ဖြစ်ရတယ်အရိယာဝိရတော်ကောင်းကြီးကောက်ချက်ချရင်တန်ခိကဒါနဟာဖြတ်တတ်ပြီကိုအကျိုးပေးတယ်ပုဂ္ဂလိကဒါနဆိုတာကအောင်းတဲ့ကြီးကိုအကျိုးပေးဒီတော့ညီမရဲ့ဗတ္တဟာအဲ့ဒီလိုနာသမီးစင်းရောက်ပါနေနဲ့တတ်ဖို့တန်တာနေဘုံမိတ်တန်ဒီကောင်းတဲ့ဘဝမှာရောက်တဲ့အတွက်ရောက်တဲ့အခါမှာသွားပြီးတော့မိဘဆက်ကိုလက်လက်စီနေပြီးဘာလို့ဒီလိုအကျိုးဝင်ကျိုးတရားနဲ့ခံစားနေရတယ်တော့ဒီဘဝတော့သူမမကသူငယ်ဆုံးမခဲ့တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပါဆိုတဲ့စကားလေးတွေပေါ်မှာကုသိုလ်ကိုပြောပြုလုပ်ခဲ့တယ်အဲဒီလိုတဲ့ကရှင်ရတော်ပြောမှတ်ကြတဲ့တန်ခိကဒါနသံဃာဘုံအာယုန်တို့ဒီဥဒ္ဒံရတဲ့အကျိုးတရားကြောင့်ဒီလိုမျိုးနတ်စည်းစိမ်တွေကိုရရှိခံစားရတာပဲလို့ပြီးတော့ဒါပြန်လည်ပြီးတော့ကြည့်တော့အာမြတ်ကိုထားရပါတာမရမဘတ်တာလည်းဘယ်ဘဝမှာရောက်နေလေဘယ်ဘုံတွေပိုင်တာမှရောက်တယ်ကြည့်ကြိုက်တဲ့အခါသူရဲ့အောက်ဆုံးပြည့်တဲ့ဒါဝရဏလက်ပြီးမှာတဲ့ကြားမင်းရဲ့အထွေရလက်ပြီးပြရသိတယ်အဲ့လိုသိတဲ့အခါမှာသူကလည်းသွားပြီးတော့ဒါဝရဏလက်ပြီးမှာသွားရောက်ပြီးတော့မဘတ်တာကိုလည်းငါဒါနနဲ့ဆက်တဲ့စကားလေးသီလနဲ့ဆက်တဲ့စကားလေးဘာဝနာနဲ့ဆက်တဲ့စကားသွားပြီးတော့ပြောကြအောင်မှပဲဒါဝရဏလက်ပြီးသွားရောက်တဲ့အခါမှာတဲ့ရာမင်းကစပြီးတော့သူကဒါရဲ့ကိုရောင်ကိုရောလို့မြင်းကြီးတွေတွေ့ဝီပြီးတော့မိန်မောသွားတော့ဖြစ်သွားတယ်ဒါလည်းဗာရဲ့အကျိုးတရားပဲဆိုလို့ရှိရင်သံဃိကဒါနရဲ့အကျိုးတရားအဲ့ဒီမှာမဘဒ္ဒကိုဒီမှာပြတဲ့သုဘဒ္ဒကဘုရားပြောကြတယ်ပဲဆိုလို့ရှိရင်မဘဒ္ဒကပုဂ္ဂိုလ်ကိုယမရဲ့ပုဂ္ဂလိကလူဒါနကိုသာဒီလူကြီးတဲ့မဘဒ္ဒပြုလို့လူဒန်းရဲ့ပုဂ္ဂလိကဒါနဟာပြုလို့လူဒန်းတဲ့အန္တိကဒါနတော့အကျိုးပေးမကြီးမားပါဘူးညီမလေးပြုလို့တဲ့အန္တိကဒါနဟာသေနတ်ကြီးကိုကျိုးပေးတယ်မပြည့်တဲ့ဗတ္တဟာတာဝရဏလက်ပြီးမှာကြားမင်းရဲ့အချွေရဓာတိကဆရာရှားတယ်လို့အဲ့လိုတန်ကြီးကဒါနရဲ့ကျိုးပေးကြီးမြောက်လို့အဲ့ဒီလိုပြောတယ်အဲ့လိုပြောတဲ့ကညီမကြီးကဗန္ဒနဲ့ဆက်တဲ့စကားတွေဒီလားနဲ့ဆက်တဲ့စကားတွေဘာဝနာနဲ့ဆက်တဲ့စကားပြန်လည်ပြောရတဲ့အခါမှာဘယ်သူကကြားမိတယ်ဆိုလို့ရှိရင်လည်းတို့သတ်တုတ်တဲ့နေ့ကြားမင်းကြီးကကြားမိတော့အဲ့လိုကြားမိတာကနတ်ပြည်တို့ဆိုရှင်မောက္ခရောလည်းညီကြွတဲ့အခါမှာကြားမင်းကြီးအဲ့လိုတန်ခိကဒါနရဲ့အကျိုးတရားတွေကိုပြန်လည်ပြီးတော့ဒီပြန်လျှောက်ထားတယ်အဲ့လိုလည်းလည်းနေနေလျှောက်တာတော့လူပြည်သူရှင်မောက္ခရောလည်းဒီရောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုယ်တိုင်ပြန်လည်ပြီးတော့ရှင်မောက္ခရောလည်းဒီကမြတ်စွာဘုရားကိုမိန့်ကြားတယ်ဘယ်လိုမိန့်ကြားလဲဆိုလို့ရှိရင်အဲ့လိုတန်ခိကဒါနရဲ့ကျူးတရားဟာတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်ရဲ့အပင်ချေယံအပမေယံဝဒာမိတဲ့အပင်ချေယဆိုတာဘယ်လိုလဲဘုရားတို့ကဟောလို့လောကဥပမာနဲ့ကြည့်မယ်ဆိုရင်ကောင်းကင်ဘောကရွာထားတဲ့မိုးရေမိုးပေါက်ကြီးအဲ့ဒီမိုးရေမိုးပေါက်ကြီးကိုဘုရားတို့ကဟောလို့ဘယ်နဲ့ကြောက်ဘယ်နဲ့တော့ရှိတယ်လို့ရေပေးလို့တိုင်းတာလို့ရတာမရအပင်ချေယတင်ချာပင်ချေယတိုင်းတာလို့တင်ချာလို့ပင်ချာပါလို့ရှိအပင်ချေယဆိုတာကအဲ့ဒီမေရွက်နိုင်မနိုင်ရှင်နိုင်တဲ့ကျိုးတရားရှိနောက်ပြီးတော့ဦးဇင်းတို့ဘာတစ်ခုကလည်းရှိတဲ့ဒီကိုဖတိခက်နေတဲ့ချစ်တဲ့တိုင်းတာလို့မရနိုင်ဘူးမဟာပါဠိမျိုးပါရှိတဲ့မြေမှုန့်တွေကိုလည်းပဲဘယ်နှမုတ်ဘယ်နှလုံးရှိတယ်လို့ဒီရွက်ပြီးမရနိုင်ဘူးတဲ့အပြင်ချီယံအပ္ပမေယံဆိုတာကအဲ့ဒီလိုမရေရွက်နိုင်အပ္ပမေယဆိုတာမနိုင်ရှင်နိုင်တဲ့အကျိုးတရားရှိတယ်လို့အမြတ်တော်ဘုရားရှင်ဘုရားနဲ့အဲ့လိုတန်ခိကဌာနရဲ့အကျိုးတရားတွေကိုဟောကြားတယ်
ဘယ်လိုဟောကြားကြလဲဆိုရင်သာတကိနာသန္တာရတာဘောဂနေတုတိယတိနငတံကဗ္ဗမဟာပဒံသာတကိနာတို့လူဒီမဟာပဒံမြတ်တော်ကျိုးရှိဟူ၍သာတကိနာတို့လူမဟာကျိုးရှိစေနဝရမိမောသံဃိသံဃာတေယံတေဘတော်ပိသူတို့သည်မဟာပဒံမြတ်တော်ကျိုးရှိဟူ၍ဣတိတုသတ္တလူတွေစီယာဘုရားမြတ်တော်ဘုရားသည်အဝဇာကောင်းစွာမတိဟောကြားတော်မူခဲ့ပါပေသတည်းအဲဒီစက္ကတုကရဲ့ဥဒိတို့ဓမ္မပေါင်းတော်ကောင်းတွေနဲ့လည်းပဲမြတ်စွာဘုရားရှင်မိမခါပြည်တိုင်းနတော်ရှင်ကတို့သုတ်ပိပန္နကောင်းစွာကျင့်ခြင်းကုသပိပန္နဓမ္မစွာကျင့်စတဲ့ဘုံတော်တွေကိုဒီမှန်ပြီးတော့သံဃာတော်ဘုံဝင်မှန်ပြီးတော့လူသားရတဲ့ဒါနကုသိုလ်သောတေယံတဲ့သီလကုသိုလ်ပေါ်မြတ်ရတဲ့ဘာဝနာကုသိုလ်နာဂမတန်ရတဲ့ဓမ္မကောနာကောင်းမှုကုသိုလ်ကံစေနာပြာတို့ကြောင့်တရားပြီးတော်လူတော်မတို့ဒီယုံနာသန္တာအာယနာတတုရိမေမြတ်စင်စေတိတရားဖြစ်သောနာဂာဒီသောကိုဆင်းရဲပေါင်းမှလွတ်မြောက်ရာနိဗ္ဗာန်ကိုရရပါတော်ဤရောက်ရပါတော်ဤဟူ၍သုတောင်းပထနာပြုလိုက်ကြကုန်ရသတည်းပေရချဝိညာဝိကယံဤစေခွဲတိုင်းဤစေချအလုံးလောကလိုက်စုရှင်ပေယတပိတော်မိတော်မတို့သည်ယုံနာခန္ဓာအာယေတနာဓာတုဤမမြတ်စင်ဆက်ပြည့်မြတ်ရာဖြစ်သောသံဃာတိဟုသောကိုစင်ရဲ့အပေါင်းမှာလုံးမြောက်ရာနိဗ္ဗာန်ကိုလူလာတောင်းတ၍သံဃာတော်ရှင်သူမြတ်တို့အားအာယုကံဒီသွမ်းတို့ဖြင့်ကိုယ်တိုင်ကိုယ်ကြွေးမွေးစက္ကလူရန်လိုသောကြောင့်ရှင်မယားဤခန္ဓာနာကရဏဂုဘုံမင်းတကွာရှင်ဘသောဥပုဒ္ဒီကာတို့ကိုကျင့်သူခံယူသောတိရပါကုန်၏ကျင့်သူခံယူသောတိပြီး၍ခြေဥစွာသတ္တပင်ရှာသဗ္ဗညုမြတ်စွာဘုရားအားဆွမ်းပြေဝေဘောဓိချုပ်ခြင်းတရားသာနာမတို့ဖြင့်ရိုးရိုးသေးသေးလေးလေးမြတ်မြတ်ကုရစက္ကကုသိုလ်ပါကုန်၏ရှင်ဘုရားဘုမတဘာထိတ်မှန်၍ကြွလာရကုန်သောသေပရိတ္တဘောကုလကောင်းတို့အားလည်းအာဟာရဒါနဖြင့်သမင်းတို့ဖြင့်ဝိဝိကထံကုရံကြပါကုန်၏ဘုမတဘာမြတ်စွာဘုရား၏အဘိဓမ္မာတော်ဖြစ်တော်မူကုန်သောသံဃာတော်ရှင်သူမြတ်တို့အားဒီသွမ်းတို့ဖြင့်ကိုယ်တိုင်ကိုယ်ကြဝိဝိစက္ကကုရံကြပါကုန်၏ရှင်ဘုရားဘုမတဘာရှင်ဘုရားအားဓမ္မပူဇာဖြင့်နဝကမ္မဓတ္တဘဝုတုအသုတို့ကိုဧတကွန်ချကာကုရံရပါကုန်၏ကုသိုလ်ရပါကုန်၏ရှင်ဘုရားဘိတော်တို့ယနေ့ယခုသောတိယသောသီလကုသိုလ်ကုရံရသောဒါနကုသိုလ်နာဂမတဉာဏယံသောဓမ္မသဝနာကောင်းမှုကုသိုလ်ကံစေရနာညာမြာတိအာသဝတိကံကင်းဝေးရမံယနေ့ကံသို့မရောက်ရောက်အောင်ဥဆောင်နိုင်သည်စင်စစ်မပြီးဖြစ်ပါသည်ရှင်ဘုရားဤကောင်းမှုကံကြောင့်ဘိတော်တို့သည်နိဗ္ဗာန်မရောက်မီသံဃာ၌ဉာဏ်ရရသည်ရှိသောပေရိပါနှင့်ဆင်းရဲဒုက္ခအဝဝတို့မှာပြေလို့ကြကုန်သည်ဖြစ်၍သမ္မာဒိဋ္ဌ
သုတေတိဘဝတုံးလိုက်တာလင်ပညာကောင်းသည်ဖြစ်ဇောတိကသတိလသာသောတိတို့ကဲ့သို့သုံးဆောင်လေးကံသူတန်း၍ဘဂုံနိုင်သောဤခေဥစ္စာယရနာတို့နှင့်ပြည့်စုံပြီးလျင်ဒါနသီလအစရှိသောပါရမီတရားတို့ကိုကျူစာထုတ်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တို့အမှန်မှန်သည်သိရပြီးလျင်ဆင်းရဲကံသိတို့၏ချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကိုရရပါတော်မူ၏ရောက်ရပါတော်မူ၏အရှင်ဘုရားဤကောင်းမှု၏အဖို့ဘာကကိုနဖက်သောအမိယဖာအဖို့အဘောဆရာမမဝိရိမောခောအာနိတို့ဟာ၎င်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့ကျောင်းဆောင်နဲ့အာနာတော်ဆောင်နဲ့တိုးဆောင်နဲ့တောင်ဆောင်နဲ့တိပင်ဆောင်နဲ့အာဂမသုနဲ့ဘုံမသုနဲ့အသရှိသောနမယနာကနာမောလူအ၎င်းနိယတနေယမမင်းအ၎င်းသတ္တုတနေကြာမင်းအ၎င်း30ဘုံ၌ယင်းနေကျေသာဒီမော၍ဒီတိုင်းရကုန်သောသတ္တဝါနန္ဒတို့အ၎င်းကုသိုလ်ပြုလို့ကျော်တို့နှင့်ဉာဏ်ကြီးအမြတ်ရကြပါစေအမြတ်အမြတ်ဒီဝေပါကုန်၏အမြတ်အမြတ်ဒီဝေပါကုန်၏မြတ်ရကြ၍ကိုယ်စိတ်နှပြဉာဏ်မှချမ်းသာကြသည်ဖြစ်ကြပါသည်တော်အာလုံးကြာရမြတ်အမြတ်အမြတ်အမြတ်ယောကြပါတော်အာလုံး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 ကြာရမြတ်အမြတ်အမြတ်အမြတ်ပြင်လို့ရတယ်ဗျာဘာမှမနောက်ကလည်းခုနက